Okay လိုက်ကြပါလို့အခုအဆက်ပြောရမယ်ဆိုရင်သူတို့အခုစစ်ကောင်စီစကားစားဘက်ကဘာလို့ပေါ်လဲဆိုတော့စကားစားကမင်းတို့ငါတို့ကိုတွန်းလှန်နေတဲ့ချင်းပြည်နယ်မှာရှိတဲ့ငါတို့ကိုတွန်းလှန်တဲ့တပုံအဖွဲ့ပေါ့အဲ့ဒါတွေကိုမင်းတို့ဖြုတ်ပေးသွားလို့ရှိရင်ငါတို့ပါတီရွေးလို့ငါတို့ရွေးကောက်ပွဲလုပ်လို့ငါတို့အနိုင်ရတဲ့ခါကျရင်ဇုံမီဆိုတဲ့နာမည်ကို official ပေးမယ်ဆိုပြီးတော့မှအဲ့လိုမလုံးပေးလို့သူတို့တွေက ZRA ဆိုပြီးစစ်ကောင်စီနဲ့တိတ်ပုံပေါင်းပြီးတော့မှငါတို့ဇုံတွေကျန်တဲ့အဖွဲ့အစည်းတွေကိုအဲ့ဒီ CDF တွေပါတွေပေါ့နော်ဇုံပါညာတွေကိုသူတို့က fight နေတာဖြစ်တယ်အဲ့ဒါကရှင်းပြောရင်တမိုင်းမသိလို့တကယ်သူတို့ရှိမှာဒေါက်တာဘွဲတွေရတယ်ဆိုဘာလို့တမိုင်းမသိလဲငါတို့ငယ်ငယ်တုန်းကចောင်းစာထဲမှာတင်ခဲ့ရတဲ့အရင်တုန်းကကရင်တပုံပေါ်ခါစားတုန်းကရန်ကုန်မြို့ကိုရန်ကုန်တိုက်ပွဲဆိုတာရှိတယ်အဲ့ဒီရန်ကုန်တိုက်ပွဲကိုကရင်တွေနိုင်ပြီဆိုတာနဲ့အဲ့ဒီပြောမယ်ဆိုရင်ကရင်တွေကရန်ကုန်ကိုနိုင်သွားပြီအဲ့ဒီချိန်မှာဦးနုကဝင်ကြီးချုပ်ဖြစ်တဲ့ချိန်မှာအဲ့ဒီချင်းဖြစ်တဲ့တိုက်ချွန်းကိုမင်းငါတို့ကိုတိုက်ပေးနိုင်အောင်အဲ့ဒီရှင်းပြောရရင်အဲ့ဒီ KNG ကရင်တပုံတွေကိုတိုက်ပေးနိုင်လို့ရှိရင်ငါသမီးနဲ့ပေးစားမယ်ဆိုပြီးဂတိပြုခဲ့တယ်ဝင်ကြီးချုပ်ဦးနုကနိုင်လဲနိုင်ရောတိုက်ချွန်းကိုမပေးစားတော့ဘူးဟုတ်တယ်နော်အဲ့လိုပဲစစ်ကောင်စီကလည်းနိုင်သွားလို့ရှိရင်ဇုံမီနာမည်ပေးမယ်ပြီးရင်ပေးမှာမဟုတ်ဘူးအဲ့ဒီအုံနောက်တွေမရှိဘူးတကယ်ကျွန်မအဲ့ဒီသမိုင်းတွေမပြောချင်ဘူးဘာလို့လဲကရင်တွေကဒါတွေကိုမေ့ကုန်ပြီသူတို့ခစ်တစ်တွေကတိတယ်မတိတော့ဘူးအဲ့လိုမျိုးသမိုင်းကြောင့်ပြန်ပေါ်ရင်ဟုတ်တယ်မလားရန်မျိုးတွေပေါ်လာမှာဆိုလို့ဒီသမိုင်းကြောင့်ကျွန်မမပြောချင်ဘူးအဲ့ဒါကိုဇုံမီတွေအဲ့ဒီဇက်အာအေတွေကအရန်အားတယ်သူတို့သမိုင်းမတိငါအားသူတို့ကိုအရင်တုန်းက KNU လိုမျိုးသူတို့တိုက်ချွန်းလိုမျိုးလှုပ်ထားတာတိုက်ချွန်းကိုတွေ့တယ်မလားအောင်ဆန်းသူရီတောင်ပွဲတောင်ပေးလိုက်တယ်လေမြန်မာပြည်မှာအောင်ဆန်းသူရီက2ယောက်ပဲရှိတယ်တိုက်ချွန်းနဲ့အောင်ဆန်းသူရီကတိုက်ချွန်းနဲ့အောင်ဆန်းသူရီကလှတောင်းအောင်ဆန်းသူရီကလှတောင်းဆိုတာတေမရတယ်ရှင်တဲ့လူကတိုက်ချွန်း1ယောက်ပဲရှိတယ်အလုံးလို့သူကဦးနုသမီးကိုလိုချင်လုံးလို့ကရင်တွေကိုတိုက်ခဲ့တာအဲ့ဒီတော့ကပြောမယ်ဆိုရင်ကျမတို့အရင်တော့ကရင်တချို့အသက်ကြီးပိုင်းနေဆိုကျမတို့ချင်းတွေကိုအရန်မုန်းခဲ့တယ်နော်မင်းတို့ကြောင့်ငါတို့မြန်မာပြည်ကိုမရခဲ့တာဆိုပြီးအဲ့လိုပဲစကားအခုဇက်အာအေတွေကိုအဲ့လိုမျိုးပြောထားတာမင်းတို့ချင်းပြည်နယ်မှာရှိတဲ့ချင်းတပုံတွေကိုရပြီးရင်ဇုံမီနာမည်ပေးမယ်ဆိုပြီးအဲ့ဒီငါအားတွေကိုပြောတာသူတို့အားသိတယ်မလားတက်လာပြီးတော်လာပြီးထင်တာကိုရဲအရန်တနာတယ်တမိုင်းမသိတဲ့ငါအားဆိုတာဇက်အာအေတမိုင်းမသိတဲ့ငါပေါ်ဆိုတာဇက်အာအေဘလို့ PhD ရဲ့ပြီးဘလို့ဗမာစကားတွေပြောလဲမသိဘူးဟုတ်တယ်နော်ဗမာစကားပြောပြီးတမိုင်းမသိတဲ့ကောင်ဘယ်เจ้าမှတက်ပြီးအောင်လဲမသိတမိုင်းမသိခဲ့ဘူးလားမသိအဲ့ဒီစစ်အားတွေကလာကလည်းအဲ့ဒါတို့ကဘာလဲဇုံမီဆိုတာတရားမဝင်ဘူးပေါ့နော်နိုင်ဝင်ခွန်းနဲ့တရားမဝင်ဘူးပေါ့နော်မပြီးဘူးလေနော်မရဘူးလေနော်အဲ့ဒါလည်းတို့အဲ့ဒီလန်ကတို့ကမလေးရှားမှာတို့ဟာသူထွန်ထားတာနော်အဲ့ဒါမလေးရှားမှာတို့ဟာမြန်မာပြည်မှာလည်းအဲ့ဒီစစ်အားလည်းရအလာရတာမဟုတ်ဘူးအိန္ဒိယမှာလည်းအဲ့ဒီစစ်အားလည်းတို့ဟာသူရတာမဟုတ်ဘူးအစိုးရပေးတာမဟုတ်ဘူးမြန်မာပြည်နဲ့အိန္ဒိယမှာအဲ့ဒီစစ်အားလည်းကအလံမဟုတ်ဘူးမရဘူးเนาะအစရတေမဟုတ်ဘူးပြီးလို့ရှိရင်အဲ့ဒီ ZRA ရဲ့အလံကတော့သူတို့ကမလေးရှားမှာသူတို့ဟာသူထွန်ထားတဲ့အလံเนาะငါတို့လန်တွေကဒီဥစ္စာတွေကငါတို့မြန်မာပြည်အလံเนาะမြန်မာပြည်အစိုးရတိမပြတဲ့လံအေးဟာအဲ့ဒါကြောင့်အဲ့ဒါသူတို့ကအဇုံမီဆိုတဲ့ဥစ္စာနဲ့ဇုံမီဆိုတဲ့ဥစ္စာနဲ့အစိုးရရောက်နေပြီเนาะဇုံတွေအမြင့်ပြောက်အောင်လုပ်တယ်ချင်းဆိုတဲ့စီတွေကိုအမြင့်ပြောက်အောင်လုပ်တယ်အဲ့ဒါကသူတို့အဲ့ဒါနဲ့ဇုံနဲ့ချင်းကိုတို့အရန်ကိုမုန်းတာအဲ့ဒါလွန်သွားတာပေါ့နော်အစွင်းရောက်သွားတာပေါ့နော်မြန်မာပြည်မှာချစ်ပြီးတော့ဆိုလို့ရှိရင်ညံမရှိတာလေညံမရှိတဲ့ဇက်အာအေသူတို့ရဲ့တမိုင်းကြောင့်တိုက်ချွန်းတမိုင်းကြောင့်ကိုပဲကြည့်နော်အခုကျမတို့ခေတ်ကနောင်တတွေရပြီးတော့မှကျမတို့ဇုံတွေကဘာပဲဖြစ်ဖြစ်တမိုင်းကြောင့်လည်းတည်တယ်အုံနောက်လည်းရှိတဲ့အတွက်သူများလှည့်ဖျားမှုကိုမခံဘူးလှည့်ဖျားတဲ့အထဲမှာကျမတို့မပါဘူးပြီးတော့မှဇုံဆိုတာကကျမတို့စန်းစာနဲ့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ကသားကြီးအေးတော်ရာထူးရထားတဲ့အတွက်ကျမတို့ကပဲဟင်းတစ်ခွက်နဲ့လည်းမလဲနိုင်ဘူးသူများကိုလည်းမရောင်းနိုင်ဘူးโอเคဇုံမီတွေကိုပြောချင်တာကဘယ်တော့မှနင်တို့အမီးမှာပဲနေရမယ်ငါတို့ခေါင်းဖြစ်တဲ့ဇုံကိုမရဘူးဆိုတာတလုံးမှတ်ဒီဇာဝိတ်မှာကြားနော်ဇုံမီဆိုတာအတိကသူတို့ကအဲ့ဒါနဲ့ချင်းပင်နေမှာဆွင်းရောက်နေတာပေါ့လေချင်းစီယိုမကြိုက်ဘူးလက်မခံနေကြဘူးကြည့်ပါဦးသူတို့စီနဲ့သူတို့ထမင်းစားတာချင်းနဲ့သူတို့ဇွဲဆယ်ပြီးရောက်ပြီးတော့တိလားမလေးရှားမှာအတနာခံပြီးတော့တိလားအတနာခံပြီးတော့ချင်းနာမည်နဲ့အတနာခံပြီးတော့ဇွဲဆယ်တွေရောက်တော့နိုင်ငံခြားတွေရောက်တော့ငါတို့ချင်းမဟုတ်တော့ဘူးချင်းမစီးဘူးလို့ပြောတာမယုံဘူးလား